မင်္ဂလာပါရှင် Breaking Burma News သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လှိုင်အဖို့ဗနီဇွဲလားအရေးကြောင့်တွေးစရာအများအပြားဖြစ်လာနေတဲ့ဆွေးသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်းအောင်လှိုင်သည်ဒီမိုကရေစီဆိုသည်မှာသူတွင်ရှိလက်ဝဲခံပါတီပေါင်းစုံပါဝင်သောရွေးကောက်ပွဲလုပ်ပြီးအစိုးရဖွဲ့နိုင်လျင်ရပြီဟုသူ၏အသိဉာဏ်လေးဖြင့်ယုံကြည်နေသူဖြစ်နေသည်။သို့သောဒီမိုကရေစီသည်ကွဲပြားမှုကိုလက်ခံပြီးပြည်သူတရက်လုံးမှရွေးချယ်တင်မြှောက်ထားသည့်ကိုယ်စားလှယ်များထံအာဏာအနှင်းအုပ်ချုပ်သည့်စနစ်ဆိုသည့်အခြေခံအဓိပ္ပာယ်ပြဋ္ဌာန်းချက်ကိုမူနားလည်ထားခြင်းမရှိဆိုသည်ကထင်ရှားနေပေသည်အေဗရာဟင်လင်ကွန်၏အထူးထင်ရှားသောဒီမိုကရေစီအဓိပ္ပာယ်ဖွင့်ဆိုချက်သည် of the people, find the people and for the people ဟု၍ဖြစ်တော်လဲမင်းအောင်လှိုင်အဖို့ကသူ၏ရွေးကောက်ပွဲအားပြည်သူအတိမတ်ပြုသည်မပြုသည်ဖြစ်စေ This is the last we can do for you ဆိုသည့်သဘောလေးဖြစ်သည်၎င်းတို့ငွေကြေးကုန်ကျအမြောက်များကုန်ကျခံလုံနေသောရွေးကောက်ပွဲပထမအဆင့်ဆိုသည့်ကလည်းအသက်မပါသောခန္ဓာကိုယ်ကြီးလှုပ်ရှားနေသလိုမျိုးပြီးဆုံးသွားခဲ့တဲ့ဖြင့်လက်ရှိအုပ်ချုပ်နေသူများအပေါ်လူထုမှမိများအထိယွန်ရှာပြီးပူပေါင်းဆောင်ရွက်လိုစိတ်မရှိသည်မှာထင်ရှားနေပေသည်အဆိုပါရွေးကောက်ပွဲအားကြည်ရသူများအဖို့ရဲစရာဖြစ်နေတော့လေမင်းအောင်လှိုင်ကမှသူအတွက်အောင်ပွဲဟုယူဆနေသူဖြစ်သည်သို့သောဒေါအောင်ဆန်းစုကြည်အားမတရားဖန်ဆီးချုပ်နှောင်ထားပြီး၎င်းသမရရာထူးရရေးတသက်လှုပ်လာသောရွေးကောက်ပွဲကြောင့်လေ၎င်းအပေါ်အတီညိုမဲတီထံမေးလာကြပြီးမျက်နာကိုမြင်ပင်မမြင်ခြင်းလောက်အောင်ယွန်ရှာမုန်းတီးနေကြပြီဖြစ်သည်အမေရိကန်နိုင်ငံသားရေးဝန်ကြီး၏လွတ်လပ်ရေးနေ့တဝန်လွှာကိုထုတ်ပြန်ပြီးခဲ့သောရန်ကုန်ရှိအမေရိကန်တန်ယုံ၏ Facebook စာမျက်နှာတွင်မင်းအောင်လှိုင်အားလည်းဗနီဇွဲလားသမ္မတလိုဝင်ရောက်ဖမ်းဆီးပေးပါရန်တောင်းဆိုထားသည့်ကွန်မန့်များနှင့်ပြည့်လျံသွားခဲ့သည်ဟုအေယာဝတီသတင်းစာမျက်နှာတွင်ဖော်ပြထားပါသည်ကွန်မန့်ပေါင်း4900ကျော်ရရှိခဲ့သည့်အနက်90%သည်၎င်းအားဖမ်းဆီးပေးရန်တောင်းဆိုထားသည့်ကွန်မန့်များဖြစ်နေပါသည်စေအုပ်စုကိုအရေးယူပေးရန်တောင်းဆိုသည့်မှတ်ချက်များတဟုန်ထိုးများပြလာခြင်းသည်ပြည်တွင်းပြည်ပရှိမြန်မာပြည်သူများ၏အလွန်အမင်းစိတ်ပြက်အားမလို့အားမရဖြစ်လာမှုများကိုအတိုင်းသာထင်ဟပ်နေသည်လူမှုကွန်ရက်စာမျက်နှာများမှတက်စဉ်ရဲစက်ကြမ်းကြုတ်သောစေအုပ်ချုပ်ရေးမှနိုင်ငံတကာ၏အကာအကွယ်ကိုရယူနိုင်ရန်ကြိုးပမ်းနိုင်သည့်နောက်ဆုံးသောလမ်းစာလည်းဖြစ်သည်သို့တော်လည်းအမေရိကန်၏တိုက်ရိုက်ဆွတ်ဖက်မှုမှာတရားစီရင်ပိုင်ခွင့်အကန့်အသတ်များနှင့်ဘူမိနိုင်ငံရေးဆိုင်ရာအကြက်တဲများကြောင့်ဖြစ်လာနိုင်ခြင်းနေပါကြောင်းလေလာဆောင်ကြည့်သူများကသုံးသပ်ကြသည်ဟုလည်းရေးသားထားသည်မြန်မာနှင့်ပတ်သက်၍တရုတ်တို့သည်၎င်းတို့၏လွှမ်းမိုးနိုင်စွမ်းသောအနေအထားကိုအသုံးချ၍ငြိမ်းချမ်းရေးထက်အကျိုးစီးပွားကိုရှေ့တန်းတင်လာသည့်အတွက်အမေရိကန်သည်၎င်းတို့၏ဘူမိနိုင်ငံရေးညှို့မှန်းချက်များနှင့်ဝေးကွာသည့်ထက်ဝေးကွာလာနေသည်ကိုရိပ်စားမိလာနေပြီးဆိုသည်အားနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရို၏တဝန်လွှာနောက်ဆုံးအပိုက်တွင်အကြက်တဲများကိုရေရှည်တည်တံ့သောနည်းလမ်းဖြင့်ငြိမ်းချမ်းစွာအဆုံးသတ်နိုင်ရေးအတွက်ဆွေးနွေးမှုများပြုလုပ်ရန်စစ်အုပ်စုအားကျွန်တော်တို့တိုက်တွန်းနှိုးဆော်ပါရယ်ဤအချက်များသည်လုံခြုံစိတ်ချရပြီးတာယာဝပြောသောအင်ဒိုပစိဖိတ်ဒေသကြီးဖြစ်ပေါ်လာစေရန်အတွက်အခြေခံအကျဆုံးလိုအပ်ချက်များပင်ဖြစ်သည်ဟုပါရှိပါရယ်ဒေါ်နယ်ထရန့်ကလည်းရခိုင်ကလိုပြည်ပစစ်ပွဲများတွင်အမေရိကန်ကိုဆွဲသွင်းမခံဟုတဖောက်ဖွပြောနေရမှာယခုအခါတွင်တော့အမေရိကန်တပ်များဆေလွတ်ဖို့နောက်တွန့်နေမည်မဟုတ်ဘူးဗနီဇွဲလားကိစ္စအပြီးတွင်ထုတ်ပြောလာခဲ့ပါတယ်မိမိတို့သည်လည်းမာဒူရိုကဲ့သို့ပင်မူရစ်စီဝါကုန်သွယ်မှုရွေးကောက်ပွဲမတမာမှုလူအမြောက်များနေရဆုံးခွာထွက်ပြေးရမှုများနှင့်ပတ်သက်နေသည်မဟုတ်ပါလောထိုအနေထားများသည်စေအုပ်စုအတွက်ထည့်သွင်းစဉ်းစားရမည့်အချက်များဖြစ်လာနေသည်နောက်ထပ်စဉ်းစားဖို့ဖြစ်လာရသည်ကတရုတ်ခေါင်းဆောင်ပိုင်းအနေထားပင်ဖြစ်သည်တရုတ်သည်ရွေးကောက်ပွဲဖြင့်မင်းအောင်လှိုင်အားညင်ညင်သာသာဖယ်ရှားနိုင်လိမ့်မည်ဟုမျှော်လင့်နေတော့လေ၎င်းတို့ထင်သလိုဖြစ်မလာပဲ၎င်း၏တမတာယူယောကသည်နေမြင့်လေအယိုးရင့်လေဖြစ်လာနေပြီးမမြင်ခြင်းမှအစုံတွေ့လာနေရသည်ယခုအခါအမေရိကန်မှဗနီဇွဲလားသမ္မတလင်မယားကိုဝင်ရောက်ဖမ်းဆီးသွားသည်ကိုကြည့်ပြီးမိမိတို့လည်းဘာကြောင့်ထို့သို့မလုပ်နိုင်မည်နည်းဟုတွေးလာနိုင်သည်မဟုတ်ပါလား၎င်းတို့အတီးကလှုပ်ချင်နေသည်ကထိုင်ဝမ်ပင်ဖြစ်သည်သို့သောထိုင်ဝမ်၏ရှီတာနှင့်ကာကွယ်ရေးစနစ်သည်၎င်းတို့ပစ္စည်းများသာသုံးနေရသောဗနီဇွဲလားထက်အများကြီးသာနေ၍ထင်သလောက်မလွယ်အရှက်တကွဲအကျိုးနှင့်ဖြစ်သွားနိုင်သည်လက်ရှိတွင်စက်ကူကြားကြီးဟုအထင်ခံနေရ၍ကြွက်သားထုတ်ပြဖို့လိုလာရာမင်းအောင်လှိုင်ကိုလည်းပြစ်မှတ်ထားလာနိုင်သည်၎င်းတို့တွင်လည်းကြားဖြတ်ငွေလိမ်ကိုင်းများနှင့်မင်းအောင်လှိုင်တို့ပတ်သက်နေသည့်အထောက်အထားများလည်းရှိပြီးဖြစ်သည်ထို့သောလုပ်မည်ဆိုကကြားဖြတ်တန်ခံရသောဒီကမ္ဘာလုံးကလည်းကောင်းကြီးပေးလာနိုင်သည်နောက်တစ်ကြောင်းကအကယ်၍ဒေါ်လာရေးအောင်မြင်သွားသည်ဖြစ်စေအမေရိကန်တို့တိုက်ရိုက်ဝင်ရောက်မဆွတ်ဖက်တော်ညာလေအာဏာသိမ်းမှုဖြစ်အောင်ဖန်တီးပြီး၎င်းတို့အလိုကျစစ်အစိုးရမျိုးပေါ်ပေါက်လာမည်ဆိုကဗနီဇွဲလားကဲ့သို့ပင်ယင်းနှမြုံနှံထားမှုများဆုံးရှုံးသွားနိုင်သည့်အရေးပင်ဖြစ်သည်ဗနီဇွဲလားအား2000မှ2023ခုနှစ်အတွင်းချင်းငွေဒေါ်လာ106ဘီလီယံအထိထုတ်ချေထားပြီးဖြစ်၍အရင်လိုရေနံနှင့်ပြန်ဆက်နိုင်တော်မူမဟုတ်အမေရိကန်တို့ရှေးနှံတိုက်ကြီးကိုမောင်းပိုင်စီးကြတော်မူအတွက်ဖြစ်သည်
တရုတ်အတွက်လည်းအီရန်သားမက၎င်းတို့အတူပူအမြလက်တွဲလှုပ်ဆောင်မည်ဆိုက All Weather Partner အဖြစ်2023တွင်အစင်းမြင့်ဆက်ဆံလာသောဗနီဇွဲလားအရေးတွင်လည်းပါဇက်ကသာပွားစီပြောနိုင်ပြီးဘာမှမတတ်နိုင်လက်မိုင်ချနေရသည့်အတွက်စစ်အုပ်စုအတွက်မိုးမပြိုပြိုခဲ့သည်ရှိသောဆိုကသုံးသက်စရာအများပြပေါ်ထွက်လာနေခြင်းလည်းဖြစ်ပါတယ်ပြည်သူတို့၏တရားသောစစ်မှုတ်ချအောင်ရမည်ဆက်လက်ပြီးဗရောင်းမျိုးနယ်ညောင်ကျိုးတိုက်ပွဲတွင်အေးလက်ချက်ဖြင့်စကခ10တက်မှမူဗိုလ်မှူးကြီးဟန်လင်းအောင်နှင့်အတူတရင်မှုဒုဗိုလ်မှူးကြီးတအူဗိုလ်ကြီးတအူတို့ပါတေဆုံးသွားခဲ့အလောင်းပြန်မရပဲစကခ10တွင်နာရေးပြင်းထားရတဲ့ဆိုတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပဲခူးတိုင်းဗရောင်းမျိုးနယ်ညောင်ကျိုးတိုက်ပွဲတွင်အာရကတပ်တော်အေကွန်မန်ဒိုတပ်ဖွဲ့ဤလက်ချက်ဖြင့်စကခ10တက်မှမူဗိုလ်မှူးကြီးဟန်လင်းအောင်နှင့်အတူတရင်မှုဒုတိယဗိုလ်မှူးကြီးတအူဗိုလ်ကြီးတအူတို့ပါတေဆုံးသွားခဲ့ကြောင်းစစ်တပ်တရေရင်မြင့်နှင့် CDM ဗိုလ်ကြီးစင်ရောကသတင်းဌာနကိုပြောကြားပါတယ်ဇန်နဝါရီလ4ရက်နေ့နနက်9:00နာရီအချိန်ပထောင်မြို့နယ်ညောင်ကျိုးအတွင်းရှိ666ကုန်းနှင့်ကပ္ပစ16အကြားမတုံရွာ၏အနောက်ဘက်မီတာ9500ခန့်အကွာဝေးတွင်စခန်းချနေသောစစ်တပ်စစ်ကြောင်းကိုအာရကတပ်တော်ကွန်မန်ဒိုစစ်ကြောင်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာကလေးမျိုးအခြေဆိုင်အမှတ်10စစ်စင်ရေးကိုကဲမှုဌာနချုပ်မှဗိုလ်မှူးကြီးဟန်လင်းအောင်တရဲမှုဒုတိယဗိုလ်မှူးကြီးတအုပ်နှင့်ဗိုလ်ကြီးတအုပ်အပါအဝင်စစ်သား10ဦးကျော်တိစုံခဲ့ကြောင်းလက်နက်ခဲယမ်းများကိုလည်းတင်စီရရှိခဲ့ကြောင်းသိရပါတယ်ဗိုလ်မှူးကြီးဟန်လင်းအောင်က DSC အပတ်စဉ်43သူနဲ့အတူဒုတိယဗိုလ်မှူးကြီး G3 နဲ့သူစတက်2ဦးပါတိုက်ပွဲမှာသိတယ်။အဲဒီတိုက်ပွဲဖြစ်တဲ့အနီးဆုံးလဲရွာကနေနိုင်ရေးကားတွေနဲ့အရာရှိကြီးရဲ့ dead body တွေကောက်ဖို့ပြင်ထားတာပါ။ဒါပေမဲ့ dead body သူတို့မရလိုက်တဲ့သဘောတော့ရှိတယ်။စစ်အရာရှိကြီးတွေတည်တဲ့ဟာက3+ အပေါင်းပေါ့။ဗိုလ်မှူးကြီးဟန်လင်းအောင်နဲ့ဒုတိယဗိုလ်မှူးကြီးတအူ step အရာရှိတွေကြတာဟု CDM ဗိုလ်ကြီးစင်ရောကပြောဆိုပါတယ်။စစ်ဖက်သတင်းရှင်းမြစ်ကလည်းစကခ10တက်မှမူဗိုလ်မှူးကြီးဟန်လင်းအောင်နဲ့အတူစစ်ကြောင်းမှအရာရှိနှင့်စစ်သည်စုစုပေါင်း15ဦးသေဆုံးခဲ့ပြီးကလေးမျိုးရှိအမှတ်10စစ်စင်ရေးကိုကဲမှုဌာနချုပ်တွင်နာရေးပြင်ဆင်ထားကြောင်းအလောင်းများပြန်မရရှိသဖြင့်သက်ဆိုင်ရာယာဒူးပစ်ဆောင်အင်ကြီးများဖြင့်ပင်နာရေးအတူပါနှင့်ရက်လက်တရားနာပြုလုပ်မည်ဖြစ်ကြောင်းပြောဆိုပါတယ်စကခ10ခေါ်အမှတ်10စစ်စင်ရေးကိုကဲမှုဌာနချုပ်မှာမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်ပြီးစကိုင်းတိုင်းဒေသကြီးကလေးမျိုးတွင်တည်ရှိသည့်စစ်စင်ရေးကိုကဲမှုဌာနချုပ်ဖြစ်ပါတယ်ပဲခူးတိုင်းဗရောင်းမြို့နယ်666ကုန်းကိုအာရကတပ်တော်မှဝင်းရပိတ်ဆို့ဖျက်တောက်ထားသည်မှာကာလအတန်ကြာခဲ့ပြီဖြစ်ပြီး666ကုန်းမှာစကားမှတပ်ဖွဲ့များမှခေရန်ရိတ်ခါပြက်နေသောကြောင့်နေစဉ်နှင့်အမျှထွက်ပြေးလျက်ရှိကြောင်းအေးစစ်ရေးတရင်ရင်းမြစ်များထံမှသိရပါတယ်။ဗရောင်းမြို့နယ်အတွင်းဇန်နဝါရီ1ရက်နေ့မှဇန်နဝါရီ6ရက်နေ့အတွင်းအလင်းဝင်သူ10ဦးကျော်ရှိခဲ့ပြီးအာရကတပ်တော်ကလည်း666ကုန်းမှာလက်ကျန်စစ်တပ်ကိုအမဲချွေတိုက်ခိုက်လျက်ရှိကြောင်းရင်းဖြင့်နေရီကန်ပြူဟာကုန်းကိုလည်းအာရကတပ်တော်မှဝင်းရပိတ်ဆို့ထားဆဲဖြစ်ကြောင်းသိရပါတယ်။